ကားရီကိုယ်တိုင်ဖြည့်ရှင်းရအောင်မဲ့ Manchester United အသင်းရဲ့ပု္ပ္ပာများအားလုံးမင်္ဂလာပါကျွန်တော်တို့တင်းဒီဂိမ်းမှုတွေရတုပဲဖြစ်ပါတယ်ကျွန်တော် YouTube channel လေးနဲ့ Facebook page ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော် Manchester United အသင်းအနေနဲ့မနေ့ကညကစားခဲ့တဲ့ Hull City အသင်းနဲ့ပွဲစဉ်မှာအားနည်းချက်တွေအများကြီးကိုတွေ့မြင်ခဲ့ရတယ်ပေါ့နော်အထူးသဖြင့်ကျွန်တော်တို့ United အသင်းရဲ့အဓိကအားအနည်းဆုံးအပိုင်းဖြစ်တဲ့ကွင်းလယ်ပိုင်းက Casemiro မရှိတော့တဲ့အနေအထားမှာတော်တော်လေးကိုမနေ့ကညကပွဲစဉ်မှာအားနည်းနေခဲ့တာကိုလည်းတွေ့ခဲ့ရတယ်Yuri Tielemans နဲ့ Andre Santos တို့ကိုကွင်းလယ်မှာအထိုင်ထားပြီးတော့ကစားတယ်ဆိုပေမဲ့လည်းကျွန်တော်တို့အနေနဲ့မြင်ကျင်တဲ့ပုံစံတွေဖြစ်ချင်တဲ့ပုံစံမျိုးလေးတွေတော့ဖြစ်မလာခဲ့သေးဘူးပေါ့နော်အကယ်ကားရအနေနဲ့လည်းဒီပွဲစဉ်မှာအတော်လေးကိုလိုအပ်ချက်ရှိသလိုအမှားတချို့လည်းပြုလုပ်ခဲ့တာမျိုးကိုတွေ့ရတယ်ဒါကိုကျွန်တော်တို့အဖြစ်တော့မပြောလို့ဘာဖြစ်လို့လဲဆိုတော့ Michael Carrick အနေနဲ့မနေ့ကညပွဲစဉ်မှာဒါသူ့အနေနဲ့စတင်ပြီးတော့ဒီຢာဒီအတွက်ကိုဘလို့ပုံစံမျိုးကိုစပြီးကစားရမလဲဆိုတဲ့ကစားကွက်ကိုလည်းပုံဖော်ချင်တာမျိုးရှိတယ်တကယ်မနေ့ကညကစားသွားတဲ့ပွဲစဉ်ကကျွန်တော်တို့ဒါ Hull City နဲ့တွေ့လို့ဒါ2ဂိုးလောက်သာပြတ်သွားတဲ့အနေထားပေါ့နော်တခြားအသင်းနဲ့တွေ့မယ်တခြားအသင်းကြီးတစ်သင်းတိုက်စစ်ပိုင်းအားကောင်းတဲ့အသင်းတစ်သင်းမျိုးနဲ့ဒါတွေ့မယ်ဆိုရင်ဒီထက်ပိုပြီးတော့ဂိုးပေးရရင်လည်းပေးရနိုင်တယ်ပေါ့နော်ဒါကြောင့် Michael Carrick အနေနဲ့မနေ့ကညပွဲစဉ်မှာသူလုပ်ခဲ့တဲ့အမှားတွေပြီးတော့ကွင်းထဲမှာရှိနေတဲ့ကစားသမားတွေရဲ့လိုအပ်နေတဲ့ဒါ position တွေ line up တွေကိုသူ့အနေနဲ့အကောင်းဆုံးပြန်လဲရွေးချယ်ပြီးတော့လာမဲ့ပွဲစဉ်တွေအတွက်ကိုပြင်ဆင်လာနိုင်မယ်လို့တော့ထင်မိပါတယ်ကျွန်တော်တို့အနေနဲ့လက်ရှိမှာကစားသမားတစ်ခေါ်ယူထားတာဆိုလို့ရှိရင် Yuri Tielemans, Santos ပြီးတော့ Carlos Baleba ဆိုပြီးတော့လက်ရှိမှာအသင်း3 player တွေတော့ရောက်ရှိနေပါတော့ဒါပေမဲ့ Carlos Baleba အနေနဲ့ကတော့အသင်းကိုရောက်လာမယ်ဆိုလို့ရှိရင်အနည်းဆုံးနောက်ထပ်2ပွဲ3ပွဲလောက်တော့လွဲချော်အောင်လွဲချော်နိုင်လိမ့်မယ်နောက်ပိုင်းဆိုရင်တော့ဒါအသင်းရဲ့ first line နဲ့မှာပါလာဖို့များပါတယ်အဓိကပြုပြင်ပြောင်းလဲရမယ့်အရာတွေကကျွန်တော်တို့နောက်တန်းမှာဆိုလို့ရှိရင် Eden Heaven ကအများကြီးမျှော်လင့်လို့တော့အခုချိန်မှာမရသေးဘူးလို့ထင်မိတယ်ပေါ့နော်ဒါတကယ်အရေးကြီးတဲ့ပွဲစဉ်တွေမှာ Eden Heaven ကို first line နဲ့ဖြစ်ထည့်သုံးလာတာကအတော်လေးကို risk ယူကြတယ်ဒါပေမဲ့လည်းမနေ့ကညကပွဲစဉ်အနေထားကလည်း Eden Heaven ကိုမှမသုံးလို့ရှိရင်လည်းဒါရွေးချယ်စရာအနေနဲ့ကတော့ Lani Yoro ရွေးချယ်မယ်ဆိုလို့ရှိရင်လည်းရွေးချယ်လို့ရကောင်းရနိုင်တယ်ဘာလို့လဲဆိုတော့ကျွန်တော် Maguire ကိုဒီဘက်Lisandro Martinez နေရာကိုပို့ပြီးတော့ Maguire ရဲ့ position ကို Lani Yoro ကိုထည့်မယ်ဆိုလို့ရှိရင်လည်းထည့်လို့ရတယ်ဒါပေမဲ့ Carrick အနေနဲ့ကတော့ Eden Heaven ကိုဒါစပြီးတော့သုံးပေးလိုက်တဲ့အတွက်ဒါပေမဲ့ကျွန်တော်တို့ဒီပွဲစဉ်ကနေကြည့်ပြီးတော့အဆိုးတွေလည်းဖြစ်ခဲ့သလိုအကောင်းတွေလည်းအများကြီးဖြစ်လာနိုင်တယ်ပေါ့နော်အထူးသဖြင့်ဘယ်တော်မှတိုက်စစ်နေရာကိုကြည့်မယ်ဆိုလို့ရှိရင်Patrick Dogu ကိုကျွန်တော်တို့အနေနဲ့73လို့မရနိုင်ဘူးဆိုတာ Carrick အနေနဲ့ကောင်းသိသွားလိမ့်မယ်လို့ထင်မိတယ်နောက်ထပ်ပွဲစဉ်တွေမှာတော့ Marcus Rashford သို့မဟုတ်ခုညာဒီနှစ်ယောက်တည်းကတယောက်ကိုပဲ first line နဲ့ဖြစ်ရွေးချယ်လာနိုင်တယ် Patrick Dogu ကို position အောက်ဖို့ပြောတာမဟုတ်ဘူးလက်ရှိမှာတော့ကျွန်တော်တို့ Luke Shaw နေရာမှာလိုအပ်နေတဲ့ဘယ်နောက်ခံကစားသမားအတွက်ကိုလည်း Patrick Dogu ကိုပြန်ပြီးတော့ Carrick အနေနဲ့အသုံးပြုသင့်တယ်လို့တော့ထင်မိတယ်ဒီတိုင်းပဲကွင်းလယ်ပိုင်းမှာဆိုလို့ရှိရင်ကျွန်တော်မနီးကဒါပွဲကြို30ချက်လေးလှုပ်ခဲ့တဲ့အနေအထားမှာတော့မှာပဲကျွန်တော်ရဲ့စိတ်ထင်ဆိုလို့ရှိရင်ဒါ Santos နဲ့ Kobe Mainoo ကိုပွဲထုတ်လာမယ်လို့ထင်တာပေါ့နော်နောက်ပိုင်းမှာဒါကျွန်တော်တို့ Yuri Tielemans ကိုပွဲထွက်လာမယ်လို့တော့ကျွန်တော်ကထင်မိတယ်ဒါပေမဲ့လည်း Kobe Mainoo ကို line up အောက်ပြီးတော့ Santos နဲ့ Yuri Tielemans ကိုအသုံးပြုလာတယ် Santos အနေနဲ့ ground jewelry မှာအဆင်ပြေတယ်ဆိုပေမဲ့ဒီလို cross ball တွေအမြင် ball တွေမှာအတော်လေးကိုအားနည်းနေတယ်ကွင်းလယ်ပိုင်းမှာကျွန်တော်တို့အနေနဲ့ဘောလုံးပိုင်ဆိုင်မှုအသာရတယ်ဆိုပေမဲ့လည်းကွင်းလယ်မှာပဲအချိန်ကုန်နေခဲ့တာများတယ်တိုက်စစ်ပိုင်းမှာလည်း Patrick Dogu အဆင်မပြေခဲ့သလို Matthias Cunha အနေနဲ့ကလည်းသူအဓိကကစားတဲ့နေရာမျိုးမဟုတ်တဲ့အတွက်စတင်ပြီးတော့ action ယူတဲ့ပုံစံမျိုးပဲရှိတယ်သူအနေနဲ့လိုအပ်သလိုဘယ်တောင်မှဆင်းပြီးတွားပြီးကစားတာမျိုးတွေက Marcus Rashford ဝင်လာပြီးတဲ့နောက်ပိုင်းမှာကစားသမားတွားထက်နေတာမျိုးတွေလည်းတွေ့ရတယ်ပေါ့နော်ပြီးတော့တိုက်စစ်ကစားသမားတစ်ယောက်ကကွင်းလယ်လောက်ကိုဘောလုံးပြန်ပြီးဆင်းယူတာကလက်ခံလို့ရနိုင်ပေမဲ့ခုညာအနေနဲ့ကနောက်တန်းလောက်အထိကိုပြန်ပြီးတော့ဘောလုံးကိုပြန်ပြီးဆင်းယူပေးတယ်လက်ရှိကျွန်တော်တို့ကောင်တာပြန်တိုက်မယ်ဆိုတဲ့အနေအထားမှာ Bruno Damo Ambumo တို့ဒီကစားသမားတွေကတိုက်စစ်ကိုပေးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီတိုက်စစ်နေရာကြီးမှာဘယ်ကစားသမားမှစင်သင့်ရှိမနေတာမျိုးကိုတွေ့ရတယ်
အဲ့ဒီတော့ကြောင့် United အနေနဲ့ကကစားသမားတွေကိုကြည့်ပြီးတော့ Carrick အနေနဲ့လေနောက်ပွဲစဉ်တွေမှာသူ့နေရာနဲ့သူ position မှန်လေးနဲ့ action ပြန်ယူပြီးတော့အကောင်းဆုံးဆက်ထက်ချလိုက်နိုင်မလို့တော့ထင်မိတယ်ကျွန်တော်တို့ injury အနေထားကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းညကဒါလုံးဝကစားလို့မရဘူးဆိုတော့ Benjamin Sesko အနေနဲ့တော့မိနစ်အနည်းငယ်ဝင်ကစားသွားတယ်အထူးသဖြင့်ကျွန်တော်တို့အတွက်အပေါင်းလက္ခဏာဆောင်တာလေးတွေဆိုလို့ရှိရင်ဒါ Barker Rafford ကိုပြန်ပြီးတော့အရင်လိုပုံစံမျိုးမဟုတ်သေးပေမဲ့လေဒါ Marcus Rashford ညကစားသွားတဲ့အနေထားက Rashford ဝင်လာပြီးတဲ့နောက်ပိုင်းမှာဘယ်တောင်မှန်အနေနဲ့ကဒါ Patrick Dorgu တက်ဆိုင်အများကြီးအသက်ဝင်လာတာမျိုးကိုတွေ့ရတယ်ဗောနော်ညကကျွန်တော်တို့ရဲ့အဓိကကစားသမားတူဖြစ်တဲ့ Ahmed Diallo မပါဝင်တဲ့အတွက်လေ Mbeumo အနေနဲ့ကမိနစ်80လောက်အထိကိုတော့ Warwick ကောင်းကောင်းလေးပြနိုင်တယ်ဆိုပေမဲ့80နောက်ပိုင်းမှာ Mbeumo အနေနဲ့လည်း Warwick တော်လေးကျလာတယ် normal pass တွေကိုတော့မှပဲတစ်ချက်ဒါပုံမှန်လေး control လုပ်လာနိုင်တာမျိုးမတွေ့ရဘူးအဲ့ဒါကြောင့်အထူးသဖြင့်ညကပွဲစဉ်မှာ Bruno အနေနဲ့လေဒါ create အပိုင်းတွေကအတော်လေးအားနည်းနေတယ်ပေါ့နော် Bruno ကိုသူစော့နေကြ position အတိုင်းပဲလွတ်လွတ်လပ်လပ်ကစားစီပြီးတော့ပဲ creation လုပ်ခိုင်းတာကပို့ပြီးအဆင်ပြေနိုင်တယ်Bruno ကို Kobe Mainoo နဲ့ကျွန်တော်တို့ဒီကွင်းလေ DMCM ပုံစံမျိုးတွားကစားခိုင်းလိုက်တာကအတော်လေးစွန့်စားရတော့ကြတယ်အခုစီးဒီအသင်းနဲ့မို့လို့ဒါAndri Santo နဲ့ Yuri Stellman နေရာမှာ Bruno နဲ့ Kobe Mainoo ကိုတုံးခဲ့တာအဆင်ပြေကောင်းပြင်နိုင်ခဲ့ပြီမဲ့တခြားကောင်တာအရန်ကောင်းတဲ့အသင်းမျိုးနဲ့တွေ့လာမယ်ဆိုရင် Carrick အနေနဲ့ညကဒီထက်ပိုပြီးဂိုးပြတ်နိုင်တယ်ပေါ့နော် Carlos Baleba ထပ်ပြီးရောက်လာမယ်ဆိုလို့ရှိရင်တော့ကွင်းလင်အနေနဲ့ option အတော်လေးများသွားပြီပေါ့နော်တိုက်စစ်ပိုင်းမှာလည်းBenjamin Sesko ပြန်ပြီးတော့injury ကနေကောင်းလာမယ်Joshua Zirkzee ထွက်သွားမယ်ဆိုလို့ရှိရင်လည်းနောက်ထပ်ကျွန်တော်တို့ SD တယောက်ထပ်ပြီးတော့မျှော်လင့်လို့ရတယ်အထူးသဖြင့်လက်ရှိဖြစ်ရမယ့်အနေအထားသည် Luke Shaw ရဲ့နေရာကိုအတက်အဆင်းမှန်မှန်နဲ့ဒါတိုက်စစ်ဆိုလဲတိုက်စစ်ကိုလိုက်ပါပံမှုပေးမှုdefense ပိုင်းဆိုလဲ defense အပိုင်းကိုလှင်းလှင်းမြန်မြန်ပြန်ပြီးတော့ရှင်းထုတ်နိုင်မဲ့ player တယောက်လောက်ကို United တို့အနေနဲ့စူးစမ်းရတော့မှာဖြစ်ပါတယ်ပြောလို့တော့မရဘူးကျွန်တော်တို့အခုထူးသဖြင့်ဒီ Joshua Zirkzee နဲ့ပတ်သက်ပြီးတော့လဲတိုက်စစ်ပိုင်းဆိုလို့ရှိရင်လဲတိုက်စစ်ကစားသမားပဲအရင်ခေါ်မလားပေါ့နော် Joshua Zirkzee ကလည်းထွက်ခွာနိုင်ကြီးကအတော်လေးများနေတဲ့အနေအထားမှာရှိတယ်အဲ့တော့တိုက်စစ်ကိုအရင်ခေါ်ပြီးတော့ပဲနောက်ဆုံးကျွန်တော်တို့ဒီ6လပိုင်း1ရက်နေ့တောင်းရှိရာသီနောက်ဆုံးရက်မှာပဲလူကရှောနေရအစားတို့မဲ့ဘယ်နောက်တန်းကစားသမားကိုခေါ်ယူသွားမလားဆိုတော့စောင့်ကြည့်ရမယ်ဒါအထူးသဖြင့်ညကပွဲစဉ်ကိုကြည့်ပြီးတော့တချို့ဒီ fan base တွေအနေနဲ့ကလေကာရစ်ကိုထွက်စေချင်တာမျိုးဒါအသင်းဘက်ကဒီပုံစံတိုင်းဆိုရင်ဘယ်ဖလားမှမရတော့ဘူးဆိုတဲ့ပုံစံမျိုးတွေပြောနေကျွန်တော်တို့အနေထားကပြန်ပြီးစဉ်းစားကြည့်ဗျာနော်အခုမှပြန်ပြီး reveal လုပ်နေတာအသင်းကိုပြန်လဲတီဆောက်နေတဲ့ကာလမှာအခုချက်ချင်းပဲဖလားရမယ်ဆိုတဲ့ပုံစံမျိုးတွေမှန်းထားတာကအရန်ကြီးမျောလင့်ရကြပါတယ်အများကြီးမမျောလင့်နဲ့ဗျာ brother တို့ကျွန်တော်ပြောချင်တာကလက်ရှိ Ineos ခေါ်ပေးထားတဲ့လူအတိုင်းတာသည်ကျွန်တော်တို့အနေနဲ့ပုံမှန်လေးချန်ပီယံလိပြန်ဝင်မယ် FA ကတ်တို့ကာရာဘောင်ကတ်တို့မှာအနည်းဆုံးစီမီသို့မဟုတ်ဘူလူဝဲလောက်ထိအဲ့လောက်ထိပဲမှန်းတာဖလားရမယ်လို့ဆိုတာကိုမမှန်းတာနဲ့ချန်ပီယံလိမှာတော့ပဲကျွန်တော်တို့အနေနဲ့အုပ်စုအဆင့်လောက်ပဲမှန်းလို့ရတဲ့ line နဲ့မျိုးမှာပဲရှိသေးတယ်စရင်ဒီလက်ရှိမှာ first line နဲ့ second line နဲ့ဆိုပြီးတော့အပြည့်အဝမျိုးရှိနေတာမျိုးမဟုတ်သေးတဲ့အတွက်အများကြီးမမျှော်လင့်ပါနဲ့ Carrick အနေနဲ့လှုပ်တင်တာကိုတော့ပြန်လှုပ်လိမ့်မယ်ဒီလိုပဲကျွန်တော်ကတော့ထင်မိတယ်လက်ရှိသူမနေ့ညကစားခဲ့တဲ့ Hull City နဲ့ပွဲစဉ်မှာကစားကွက်စမ်းတာလည်းဖြစ်နိုင်တယ်ဘယ်ကစားသမားကအားတာတယ်ဘယ်ကစားသမားကအားနေတယ်ဘယ်ကစားသမားကဘယ်နေရာမှာပို့အဆင်ပြေနိုင်လဲဆိုတာကိုသူ့အနေနဲ့မနေ့ညကပွဲစဉ်မှာစတင်ပြီးတော့အသုံးပြုလာနိုင်တာဖြစ်ကောင်းဖြစ်နိုင်တယ်ပြောရာသီကျိုးခြေစမ်းပွဲတွေကိုမကြည့်နဲ့ရာသီကျိုးခြေစမ်းပွဲတွေကိုကြည့်တယ်ဆိုလို့ရှိရင်လည်းဒါကအပိုပဲကျွန်တော်တို့ကစားသမားfirst တစ်ဖက်ကိုနဲ့ပြိုင်ဘက်ကစားမယ်အသင်းတွေကလည်းလူစုံထုတ်သုံးလာတာမျိုးမဟုတ်တယ်လို့ကိုအသင်းဘက်ကလည်းလူစုံထုတ်သုံးလာတာမျိုးမဟုတ်ဘူးဒီတရားမှာကျွန်တော်တို့မျှော်လင့်လို့ရတဲ့ကစားသမားလေးတွေရှိတယ်ဒါကွင်းလယ်မှာဆိုလို့ရှိရင် Fletcher တို့နောက်ပြီးတော့အခုဆိုရင် Shea-Lancy တော့မှပဲညကပွဲစဉ်မှာဒါမိနစ်အနည်းငယ်ကစားသွားတယ်အဲ့တော့အခုချိန်မှာကျွန်တော်တို့ကပထမအဆုံးပွဲကိုပဲအယုံဆုံးကြည့်နေလို့မရဘူးဘာဖြစ်ဖြစ်ကျွန်တော်တို့ဖြစ်တဲ့အတိုင်းအတာတစ်ခုတော့အချိန်တိုင်းတာတစ်ခုရောက်ဖြစ်လာနိုင်မယ်အနည်းဆုံးနောက်ထပ်တစ်ပွဲနှစ်ပွဲလောက်မှအချိန်တွေကိုဆက်ကြည့်ရမယ် Carrick အနေနဲ့မနေ့ညကရှုံးပွဲရနေပြီးတော့အကောင်းဆုံးသင်ခန်းစာယူသွားနိုင်မယ်လို့တော့ထင်မိပါတယ်အဲ့တော့ညီကိုတို့ရောဘယ်လိုထင်မိကြလဲ Carlos Baleba ရောက်လာပြီးတဲ့နောက်ပိုင်းမှာဆိုလို့ရှိရင် Carrick အနေနဲ့လက်ရှိလူစင်းအတိုင်းတော့ဆက်ပြီးသွားမှာမဟုတ်ဘူးလာမယ့်ပွဲစဉ်တွေမှာလည်းအသက်မဝင်ဖြစ်နေတဲ့ဘယ်ချမ်းအတွက်ကို Carrick အနေနဲ့အကောင်းဆုံးပြင်ဆင်လာနိုင်မယ်လို့ထင်မိလားဆိုတော့ကျွန်တော်ရဲ့ဒီဗီဒီယိုလေးမှာဝင်ရောက်ပြီးတော့ဆွေးနွေးပေးခဲ့ကြပါဦးအားလုံးကျေးဇူးအများကြီးတင်ပါတယ်